ကိုနိုင်ကြီးတစ်ခုရှိမှလမ်ဘိုဂီနီကားတစ်စီးကထိုးရဲလိုက်တယ်။ကားဘကဆင်းလာတာကအသက်ကြီးကြီးဘိုးတော်ကြီးမဟုတ်ဘူးဗျ။အသက်20ကျော်ကောင်လေးတစ်ယောက်ပဲ။အဲ့ဒီချိန်မှာလူတိုင်းရဲ့ခေါင်းထဲမှာမိကုန်းတစ်ခုပေါ်လာတယ်။ငါဘာတွေလွဲနေတာလဲ။ तू တိထားပြီးတော့မှငါမသိတဲ့လှုပ်ဝက်ချက်တွေကပါလေ။အဲ့ဒီဖြေကမိတ်ဆွေတို့ရဲ့ဘဝကိုပါပြောင်းလဲပြစ်နိုင်ပါနဲ့။အားလုံးပဲမင်္ဂလာပါ။ဓပုတ်ပိမြန်မာကနေကြိုဆိုလိုက်ပါတယ်။ကျွန်တော်တို့ channel ကနေကဘာကျော်စာအုပ်တွေရဲ့အနှစ်သာရတွေကိုမြန်မာလိုအကောင်းဆုံးအထီးရောက်ဆုံးတင်ဆက်ပေးနေတာဖြစ်ပါတယ်။ဒီနေ့တင်ဆက်ပေးမယ့် The Millionaire Fast Lane စာအုပ်ကတော့မိတ်ဆွေတို့ရဲ့ဘဏ္ဍာရေးအမြင်ကိုဇောက်ထိုးမိုးမြော်ပြောင်းလဲပြမဲ့စာအုပ်တုပ်ပဲဖြစ်ပါတယ်။ဒီဗီဒီယိုမှာ MJ DiMarco ရဲ့စာအုပ်တုပ်အလုံးကိုခြုံငုံမိစေဖို့အတွက်စုစုပေါင်းအပိုင်း၈ပိုင်းခွဲပြီးတော့မှတင်ဆက်သွားမှာဖြစ်ပါတယ်။အဲ့တော့အကြောင်းအရာတွေကတော်တော်လေးစုံလင်ပြီးတော့မှအချိတ်ဆက်လေးမိနေတယ်မို့ဗီဒီယိုကိုကြော်မကြည့်ပဲနဲ့အဆုံးထိနားဆင်ပေးဖို့တိုက်တွန်းချင်ပါတယ်။ကဲပထမဆုံးအပိုင်းကနေကျွန်တော်တို့စလိုက်ကြအောင်ခင်ဗျာ။အပိုင်း1 Wet in a Wheelchair ဘိန်းတက်ကလထိုင်ပေါ်ကကြော်ရမှုဒီစာအုပ်ရဲ့အဖွင့်ပိုင်းဖြစ်တဲ့ Wet in a Wheelchair မှာ MJ DiMarco ကကျွန်တော်တို့ငငယ်ကလေးကလူအတိုင်းဝိုင်းကျောင်းနဲ့မိဘတွေစီကကြားဘူးနောက်မှရှိနေတဲ့အောင်မြင်မှုပုံသိမ်နီးဆိုတာကြီးကိုမှပြင်းပြင်းထန်ထန်ဝေဖန်တိုက်ခိုက်ထားပါတယ်။အဲ့ဒီပုံသိမ်နီးကတော့ကျောင်းစာကြိုးစားအမှတ်ကောင်းအောင်ယူကုမ္ပဏီကြီးတစ်ခုမှဝန်ထမ်းလို့လက်စာရရင်ချွေတာစုဆောင်စတော့ရှယ်ယာဈေးကွက်တွေမှာရင်းနှီးမြုပ်နှံပြီးရင်နောက်ထပ်နှစ်ပေါင်း40လောက်ဆောက်အဲ့ဒါတွေပါပဲ။ဒါကို MJ က The Slow Lane အနှေးလမ်းလို့ခေါ်ပါတယ်။ဒီလမ်းရဲ့ဂတိကဝတ်ကတော့အခုမိတ်ဆွေရဲ့ပျော်ရွှင်မှုတွေကိုဆွန့်လွတ်လိုက်ပါ။ဒါဆိုရင်အသက်60 80ရောက်တဲ့အခါမှာမိတ်ဆွေကတန်းကြက်တွေဖြစ်လာမယ်ဆိုတာပါပဲ။ဒါပေမဲ့ MJ ကမိကုန်းတစ်ခုထုတ်ပါတယ်။အဲ့ဒီအချိန်ကျရင်မိတ်ဆွေအဲ့ဒီငွေကိုခံစားနိုင်ပါဦးမလား။စဉ်းစားကြည့်ပါ။အသက်80ရောက်မှတစ်ကြွတစ်ထေးဖြစ်လာမယ်။ငွေတွေအများကြီးရှိလာမယ်။ဒါပေမဲ့ဂုတွေကနာနေပြီ။မျက်လုံးတွေကမကောင်းတော့ဘူး။ခါးတွေကကိုက်နေ။အဲ့ဒီခါကျမှကန်းရည်သွားပြီးတော့မှရေကူးမလို့လား။လမ်ဘိုဂီနီကားကြီးဝယ်စီးမလား။တကယ်တမ်းကျတော့အဲ့ဒီငွေတွေကစေုံစည်းနဲ့ဘူဘရိတာသွားရမယ်ဈေးတွေပဲဖြစ်ဖို့များပါတယ်။ဒါကြောင့် MJ ကဒီအခြေအနေကို Wet in a Wheelchair ဘိန်းတက်ကလထိုင်ပေါ်ကကြော်ဝမှုလို့တင်စားခေါ်ဝေါ်ထားတာပါ။မိတ်ဆွေကအချမ်းသာဖို့ပုဂ္ဂိုလ်ဖြစ်ကောင်းဖြစ်မယ်။ဒါပေမဲ့တင်မင်းနဲ့ရင်ဆိုင်နေရတဲ့တက်ကြီးရုပ်ဆောင်မှာပဲဖြစ်နေပါလိမ့်မယ်။ဒီအပိုင်းမှာနောက်ထပ်အရေးကြီးတဲ့အချက်ကတော့ Get with quit အမြန်ချမ်းသာခြင်းနဲ့ Get with easy လွယ်ချမ်းသာခြင်းကိုခွဲခြားပြလိုက်တာပါလူတွေကအမြန်ချမ်းသာဖို့ဆိုရင်လိန်နီးတွေထီထိုးတာတွေလို့ထင်ကြတယ် MG ကအမြန်ချမ်းသာလို့ရတယ်ဆိုတာကိုအခိုင်အမာပြောထားပါတယ်ဒါပေမဲ့အဲ့ဒါကလွယ်ကူတယ်လို့တော့မဆိုလိုပါဘူးနှစ်40လောက်ရမယ့်အလုပ်ကို9နှစ်10နှစ်လောက်နဲ့အပြတ်လုပ်ပြီးစနစ်တစ်ခုတည်ဆောက်နိုင်ရင်နေရနုပြိုချိန်မှာပဲကြော်ဝမှုကိုခံစားနိုင်မှာဖြစ်ပါတယ်အဲ့တော့အတူချုပ်ပြောရရင်ဒီအပိုင်းတစ်ကငွေရှိချိန်မှာအချိန်မရှိအချိန်ရှိချိန်မှာကျန်းမာရေးမရှိဖြစ်မဲ့နန်းဟောင်းကြီးကိုဖွင့်ပြပြီးတော့မှငွေအချိန်ကျန်းမာရေးသုံးခုစလုံးကိုတပြိုင်နက်ပိုင်ဆိုင်နိုင်မဲ့အမြန်လန်း first lane ကိုရှာဖွေဖို့မိမောင်းထိုးပြထားတဲ့အပိုင်းပဲဖြစ်ပါတယ်ဒီစာအုပ်ရဲ့ဒုတိယပိုင်းဖြစ်တဲ့ Where is not a road but a road trip မှာတော့ MJ DiMarco ကလူတော်တော်များများမှားယွင်းစွာလက်ခံထားတဲ့အယူဆတစ်ခုကိုပြုပြင်ပေးလိုက်ပါတယ်အဲ့ဒါကတော့ Where is an eventကျဝချမ်းသာခြင်းဆိုတာအဖြစ်ပြက်တစ်ခုဖြစ်တယ်ဆိုတဲ့အယူအဆအမှားပါပဲကျွန်တော်တို့တွေကသတင်းစာတွေ Facebook တွေမှာတွေ့ရတတ်ပါတယ်အသက်20ရွယ်လေးလူငယ်လေးသူ့ရဲ့ application ကိုဒေါ်လာတန်း100နဲ့ရောင်းလိုက်ရတယ်ဒါမှမဟုတ်ထီသိန်း1000ခွဲပေါက်သွားပြီဆိုတာမျိုးပေါ့ဒါတွေကို MJ က the event ရလက်တော့မဟုတ်အဖြစ်ပြက်လို့ခေါ်ပါတယ်လူတွေကဒီအဖြစ်ပြက်ဒီရလက်တွေကိုပဲကြည့်ပြီးတော့မှမမောကြတယ်သူတို့မမြင်တာကအဲ့ဒီ event မဖြစ်လာခင်နောက်ကွယ်မှာနှစ်နဲ့ချီပြီးတော့မှပေးဆက်ခဲ့ရတဲ့ the processလုပ်ငန်းစဉ်ပဲဖြစ်ပါတယ် application ရေးတဲ့ကောင်လေးဒေါ်လာတန်း100ရတာက event မှာဒါပေမဲ့အဲ့ဒီလိုမရခင်ညာပေါင်းများစွာအရေးပြက်ခံပြီးတော့မှကုတ်တွေရေးခဲ့ရတာအချိန်ချင်းရှုံးနေခဲ့တာတွေသူများတွေပါတီသွားနေတဲ့အချိန်မှာအခန်းထဲမှာအောင်ပြီးအလုပ်လုပ်ခဲ့ရတာတွေက process ပါအဲ့တော့ process မရှိဘဲနဲ့ event ဆိုတာကဖြစ်မလာနိုင်ပါဘူးလူအများစုက process လုပ်ငန်းစဉ်ကိုကြော်သွားခြင်းကြတယ်ပင်ပန်းတာကိုမခံကျင်ကြဘူးဒါကြောင့်ထီထိုးတာတို့လောင်ကစားလုပ်တာတို့ဖြက်လန်းနီးလိုက်ရှာတာတို့လုပ်ကြတာပါအဲ့ဒါကလုပ်ငန်းစဉ်ကိုရှောင်လဲပြီးတော့မှရလက်ကိုပဲလိုချင်နေလို့ပါဒီအပိုင်းလေးမှာ MJ ကကျယ်ဝချမ်းသာခြင်းကို road trip ကားမောင်းပြီးခီးထွက်ခြင်းတစ်ခုနဲ့တင်စားပြထားပါတယ်အောင်မြင်တဲ့ခီးပင်တစ်ခုဖြစ်ဖို့အတွက်မရှိမဖြစ်လိုအပ်တဲ့အစိတ်ပိုင်း၄ခုရှိတယ်လို့ဆိုပါတယ်နံပါတ်1 the road map လမ်းပြနေဖို့ဒါ
ဒါကမိတ်ဆွေရဲ့ငွေကြေးဆိုင်ရာယုံကြည်မှုနဲ့ရွေးချယ်မှုတွေပါမိတ်ဆွေက sidewalk platform ကိုရွေးမလား slow lane အနှင်းလန်းကိုရွေးမလား fast lane အမြန်လန်းကိုရွေးမလားဆိုတာပါပဲလမ်းပြမြေပေါ်မှားနေရင်မိတ်ဆွေဘလောက်အရှိန်တင်လိုချင်တဲ့ပန်းတိုင်ကိုရောက်မှာမဟုတ်ပါဘူးနံပါတ်2 double higger ရင်ဒါကတော့ယူမိတ်ဆွေကိုယ်တိုင်ပါပဲမိတ်ဆွေရဲ့ခန္ဓာကိုယ်မိတ်ဆွေရဲ့အုံနောက်မိတ်ဆွေရဲ့ရည်ချင်းတွေကရင်တစ်စီးပါပဲကားတစ်စီးမှာစီလိုတလို့အင်ဂျင်ကောင်းဖို့လိုတလို့မိတ်ဆွေမှာလည်းကျမ်းမာရေးဘိုးတုဒနဲ့စိတ်သက်ခွန်အားတွေပြည့်ဝနေဖို့လိုပါတယ်တကယ်လို့မိတ်ဆွေပျက်စီးသွားရင်ဒီခီးကဒီမှာတင်မဲ့ပြီးဆုံးသွားမှာပါနံပါတ်3 the rock လမ်းကြောင်းများဒါကမိတ်ဆွေရှောက်လန်းမဲ့အသက်မိုးဝဲကြောင်းလမ်းကြောင်းတွေပါမိတ်ဆွေကဝန်ထမ်းအဖြစ်အလုပ်လုပ်မှလားအင်ဂျင်မြေဖြစ်လုပ်မှလားဒီပညာကုမ္ပဏီထောင်မှလားလမ်းကြောင်းတိုင်းမှာအခက်ခဲတွေကိုယ်ကောက်တွေရှိပါတယ်အမြန်လမ်း fast lane ကဖြောင်းမှုနေရတော့မဟုတ်ပါဘူးကြမ်းတမ်းတယ်အနေရများတယ်ဒါပေမဲ့မိတ်ဆွေစနစ်တကျမောင်းနေတတ်ရင်တော့ပန်းတိုင်ကိုအမြန်ဆုံးရောက်စေမယ်နီးလမ်းပါအပိုင်းလေး the destination ပန်းတိုင်ဒါကတော့ financial freedom ငွေကြေးလွတ်လပ်ခွင့်ပါပဲငွေကြေးလွတ်လပ်ခွင့်ဆိုတာဘာမှမလုပ်ဖ ೇನೆ ထိုင်နေရတာမဟုတ်ဘူးကိုလိုချင်တဲ့ဘဝပုံစံကိုကိုယ်တိုင်ရွေးချယ်ခွင့်ရှိပြီးအချိန်ကိုပိုင်ဆိုးခြင်းပဲဖြစ်ပါတယ်အဲ့တော့ဒီအပိုင်းလေးကိုအနှစ်ချုပ်ရရင် MJ ပေးခြင်းနဲ့အဓိက message ကတော့ process တွေကိုချစ်မြတ်လို့ပါဆိုတာပါပဲမိတ်ဆွေကခီးလန် process ကိုမပျော်ရွှင်ဘူးဆိုရင်ပန်းတိုင် event ကိုဘယ်တော့မှရောက်မှာမဟုတ်ပါဘူးလူတွေက vacate ချမ်းသာတာကိုပဲမြင်ကြတယ်သူကွန်ပျူတာရှေ့မှာအနည်း20လောက်အလုပ်လုပ်ခဲ့ရတဲ့ process ကိုတော့လိုက်မလုပ်ချင်ကြဘူး first lane ဆိုတာကမော်ပညာမဟုတ်ဘူးဒါဟာပြင်းထန်တဲ့လုပ်ငန်းစဉ် hard process တစ်ခုဖြစ်ကြောင်းနားလည်မှသာခီးဆက်လို့ရမှာပါဒီအချက်တွေကိုနားထောင်ရင်းနဲ့မိတ်ဆွေကိုဒီမေးခွန်းလေးပြန်မေးကြည့်ပါငါအခုသွားနေတဲ့လမ်းအတိုင်းတာနောက်ထပ်9နှစ်ဆက်သွားမယ်ဆိုရင်ငါလိုချင်တဲ့ဘဝကိုရောက်ပါမလားတကယ်လို့အဖြေကမရောက်နိုင်ဘူးဒါမှမဟုတ်မသေးကြဘူးဖြစ်နေရင်တော့မိတ်ဆွေအနေနဲ့လမ်းပြမြေပုံအစ်စ်ကိုလိုအပ်နေပါဘူးအဲ့ဒီလမ်းပြမြေပုံကောင်းတွေကိုရှာဖို့အတွက်တပုတ်ပိတ်မြန်မာကမိတ်ဆွေရဲ့အကောင်းဆုံးမိတ်ဆွေဖြစ်လာမှာပါကျွန်တော်တို့ channel မှာအခုလိုမျိုးဘဝကိုတကယ်ပြောင်းလဲပေးနိုင်တဲ့စာအုပ်အနှစ်ချုပ်တွေကိုအပတ်စဉ်တင်ဆက်ပေးနေတာဖြစ်လို့မိတ်ဆွေရဲ့တိုးတက်မှုခင်းစဉ်မှာအတူလိုက်ပါဖို့ subscribe ကလေးကိုနှိပ်ထားပေးပါအောင်ခင်ဗျာနောက်ထပ်စာအုပ်ရဲ့တတိယပိုင်းဖြစ်တဲ့ The Road Mood Travel The Sidewalk မှာတော့ MJ Dimaco ကကဘာပေါ်မှာလူအများဆုံးရောက်ရှိနေတဲ့ platform Sidewalk ဆိုတဲ့လမ်းကြောင်းကိုခွဲခြားပြထားပါတယ်ဒီလမ်းရဲ့အဓိကဆောင်ပုဒ်ကတော့ Live for Today ဒီနေ့အတွက်ပဲရှင်းတမ်းမယ်ဆိုပြီးမှဖြစ်ပါတယ်Sidewalk က platform လျှောက်တဲ့သူတွေမှာဘဏ္ဍာရေးအစီအစဉ် financial plan ဆိုတာလုံးဝမရှိပါဘူးသူတို့ရဲ့ဘဝအာမခံချက်တွေကမျောလင်းချက်နဲ့ကံတရားပါပဲထီပေါက်မလားလစာတိုးမလားအစိုးရထောက်ပံ့ကြေးပေးမလားဆိုပြီးတော့သူများတွေစီကနေပဲမျောလင်းနေတတ်ကြပါတယ်MJ ကသူတို့ကိုဘဝခီးကြုံလိုက်စည်းသူများလို့တင်စားထားပါတယ်ဒီအပိုင်းမှာအရေးကြီးဆုံးတဲ့လူတွေအံ့ဩသားစေမဲ့အချက်ကတော့ Sidewalk အတိုင်းဟာဆင်းရဲသားတွေမဟုတ်ဘူးဆိုတာပါပဲ MJ က Sidewalk ကို2မျိုးခွဲပြထားပါတယ်နံပါတ်1 income poor sidewalk ဝင်ငွေနည်းတဲ့ platform သမားများဒါကတော့ကျွန်တော်တို့မြင်နေကြပုံစံမှာလာကနဲ့မယ်ရှိသမျှအကုန်သုံးမယ်အကျွေးတွေပက်လက်ဝိုင်းနေမယ်သူတို့ကတော့ဆင်းရဲတာအဆန်းမဟုတ်ပါဘူးနံပါတ်2 income rich sidewalk ဝင်ငွေများတဲ့ platform သမားများဒါကအကြောက်စရာအကောင်းဆုံးထောင်ချောက်ပါသူတို့ကဆရာဝန်တွေအင်ဂျင်နီယာတွေနာမည်ကြီးအမှုပညာရှင်တွေဖြစ်နိုင်ပါတယ်တစ်လကိုဒေါ်လာ2000 3000ဝင်ငွေရှိတယ်ဒါပေမဲ့သူတို့ရဲ့လူနေမှုစေးကလည်းတစ်လကိုဒေါ်လာ2000 3000ဖြစ်နေတာပါပဲသူတို့ကဝင်ငွေများတာနဲ့အမျှကားကောင်းကောင်းနေစီးမယ်အင်ဂျီကြီးမှနေမယ်ဘရန်တွေသုံးမယ်အပြင်ကကြည့်ရင်တော့အရန်ချမ်းသာတယ်လို့ပဲဒါပေမဲ့ MJ ကပြောတယ်မင်းရဲ့ဝင်ငွေကားတဲ့မင်းရဲ့ကြော်ဝါမှုမဟုတ်ဘူးတဲ့ဒီလိုလူတွေကဖီးပွားပြက်ကကြုံလို့လာဖာရက်သွားတာနဲ့ချက်ချင်းဒုက္ခရောက်ပြီးတော့မှဒေဝါလီခံရမဲ့သူတွေပဲဖြစ်ပါတယ်သူတို့ကငွေကိုပိုင်တာမဟုတ်ပါဘူးသူတို့ရဲ့လူနေမှုအစစ်တမ်း lifestyle ကသူတို့ကိုပြန်ပိုင်ဆိုးထားတာပါဒါကို lifestyle servitude လို့ခေါ်ပါတယ်နောက်ထပ်အရေးကြီးတဲ့အချက်ကတော့ sidewalk တွေရဲ့စိတ်ဓာတ် mindset ပါပဲသူတို့မှာ victim mentality တားကောင်စိတ်ဓာတ်ရှိကြတယ်သူတို့မအောင်မြင်တာပတ်စံမရှိတာကသူတို့အပြစ်မဟုတ်ပါစီးပွားရေးမကောင်းလို့အစိုးရမကောင်းလို့တထေးရနှိပ်စက်လို့မိဘမချမ်းသာလို့ဆိုပြီးမှအမြဲသူ့တပားကိုလက်ညှိုးထိုးပြီးမှအပြစ်တင်လေးရှိကြပါတယ်သူတို့ကဘဝရဲ့ရင်မောင်းသူနေရာမှာမထိုင်မဲနဲ့နောက်ခန်းကနေလိုက်စီးပြီးတော့မှကားမောင်းနေဆိုရင်ရင်မောင်းကိုဆဲမဲ့သူတွေပါ MJ Dimaco ကဒီအပိုင်းကိုညီကုန်းချုပ်ရမှာကျယ်ဝမှုဆိုတာပစ္စည်းဥစ္စာတွေမဟုတ်ပါဘူးတဲ့တကယ်ကျယ်ဝမှုဆိုတာက
family မိသားစုဆက်ဆံရေး fitness ကျန်းမာရေး freedom လွတ်လပ်ခွင့်ဒီသုံးခုရဲ့ပေါင်းစပ်မှုတာဖြစ်ပါတယ်တဲ့စိုက်ဝကာတွေကတော့လွတ်လပ်ခွင့် freedom ကိုအကျွေးဝယ်ကတ်တွေအရေးကျစနစ်တွေနဲ့လဲလှယ်လိုက်ကြတဲ့အခါမှာသူတို့ဘဝကဘယ်တော့မှစစ်မှန်တဲ့ချမ်းသာမှုကိုရောက်မှာမဟုတ်တဲ့အကြောင်းသတိပေးထားတဲ့အပိုင်းပဲဖြစ်ပါတယ်အဲ့ဒါဆိုရင်ကျွန်တော်တို့တွေစတုဒ္ဓပိုင်းကိုဆက်သွားကြရအောင်ခင်ဗျာဒီစတုဒ္ဓပိုင်းမှာတော့ the slowly roadmap ရဲ့အကြောင်းကိုပြောပြထားပါတယ်အန်တီဒီမာကိုကကဘာပေါ်မှာလူအများစုလက်ခံထားတဲ့တာမန်လူအဆင့်အကြောင်းကိုခွဲခြမ်းဖိတ်ကဖော်ပြထားပါတယ်ဒီလမ်းကြောင်းက sidewalk platform လို့အပျော်ပါမှတ်တာမဟုတ်ပါဘူးတာဝန်သိတယ်စီကံရှိတယ်ဒါပေမဲ့သူတို့ရေးချက်ထားတဲ့ယင်ကအရန်နှေးလွန်းနေတာဖြစ်ပါတယ် slowly အနည်းလန်းဆိုတာကျွန်တော်တို့အားလုံးနဲ့ရင်းနှီးပြီးသားပါကျောင်းသွားအမှတ်ကောင်းကောင်းယူဘွဲရအောင်ယူလက်ဖက်ကောင်းတဲ့အလုပ်တွေကိုရှာ credit card အကျွေးတွေမတင်ပင်နဲ့လက်စာရဲ့10%ကိုပဲစုအတိုးနှုံးတွေကိုမျှော်ကိုပြီးတော့မှရင်းနှီးမြုပ်နှံပြီးရင်အသက်65အထိစောင့်ဆိုတဲ့ level နေပါပဲ MTD မာကိုကဒီ level ရဲ့အဓိကပြဿနာကိုထိန်းချုပ်မရတော့အကန့်အသတ်ရှိတင်ရှားလို့တောင်ထောက်ပြပါတယ် slowly သမားတွေရဲ့ကျယ်ဝမှုညီမျှခြင်းက wealth ညီမျှခြင်း job salary အပေါင်း market investment အတိုးနှုံးတွေပဲဖြစ်ပါတယ်ဒီညီမျှခြင်းမှာတည်ပင်နိုင်တဲ့အချက်က2ချက်ရှိပါတယ်နံပါတ်1က time is the variable အချိန်ကအဓိကကိန်းရှင်ဖြစ်နေခြင်း slowly သမားတွေကငွေရဖို့အတွက်သူ့ရဲ့အချိန်ကိုရောင်းရပါတယ်လာကဆိုတာမိတ်ဆွေတို့ရဲ့အချိန်ကိုပေးလိုက်ရတဲ့တန်ဖိုးပါပြဿနာကတရက်မှာ24နာရီပဲရှိပြီးတော့မှလူတစ်ယောက်ရဲ့တက်တန်းကလည်းအကန့်အသတ်ရှိပါတယ်အကန့်အသတ်ရှိတဲ့အချိန်နဲ့မြှောက်ပြီးတော့မှတွက်ချက်ရတယ်ဘယ်ညီမျှခြင်းကိုမဆိုရလက်ကလည်းအကန့်အသတ်ပဲဖြစ်နေမှာပါမိတ်ဆွေဘယ်လောက်ပဲကြိုးစားအချိန်ကို25နာရီဖြစ်အောင်လုပ်လို့မရပါဘူးဒါကြောင့် slowly သမားတွေဟာဘယ်တော့မှအစမတန်မချမ်းသာနိုင်တာပါနံပါတ်2 lack of control ထိန်းချုပ်နိုင်စွမ်းမရှိခြင်း slowly သမားတွေဟာကားမောင်းနေတယ်ဆိုပေမဲ့တကယ်တမ်းကားစတီယာရင်ကိုကင်ထားတာကသူမဟုတ်ပါဘူးသူ့လောက်ကိုတဖေးကနေပြီးတော့ထိန်းချုပ်ထားတယ်အလုတ်ကထွက်လာရင်တော့သွားပြီပေါ့သူ့စုငွေတိုးပွားမှုတွေကိုစီးပွားရေးဈေးကွက်တွေကထိန်းချုပ်ထားတယ်စီးပွားပြက်ကကြုံနေဆိုရင်လည်းထပ်သွားပြန်ပြီသူကျမ်းမာရေးကိုအချိန်ကထိန်းချုပ်ထားတယ် MJ ကပြောတယ်ထိန်းချုပ်နိုင်မှမရှိရင်လုံခြုံမှုမရှိဘူးတဲ့ slowly သမားတွေကလုံခြုံမှု security ကိုလိုချင်လို့ဝန်ထမ်းလုပ်ကြပေမယ့်တကယ်တမ်းကျတော့သူများလက်ထဲဘဝကိုပုံအပ်ထားရတဲ့အအနေအများဆုံးလူတွေဖြစ်နေပါတယ်ဒီအပိုင်းမှာ MJ က The Guru ပါလာတို့ဆရာကြီးများတဲ့ဝီယောဒီကိုလည်းဖွင့်ချထားပါတယ် Twitter ပါငွေစုပါနှစ်40စောင့်ပါလို့ TV မှာဟောပြောနေတဲ့ငွေကြေးပညာရှင်ဂုရုတွေကိုကြည့်လိုက်ပါသူတို့ချမ်းသာလာတာအဲ့ဒီနီးလန်းနဲ့ချမ်းသာလာတာဟုတ်ရဲ့လားမဟုတ်ပါဘူးသူတို့ကစာအုပ်ရေးခြင်းတင်နန်းဖွင့်ခြင်း TV အစီအစဉ်တွေလုပ်ခြင်းဆိုတဲ့ first lane နီးလန်းနေနဲ့တကယ်တည်းတွေဖြစ်လာကြတာပါပြီးတော့မှမိတ်ဆွေတို့ကို slow lane နီးလန်းတွေပြန်ပြီးတော့တင်ပေးနေတာ do what they do not what they say သူတို့ပြောတာကိုမလုံးနဲ့သူတို့လုပ်တယ်လို့လိုက်လုပ်လို့ MJ ကကြံပေးထားပါတယ်အဲ့တော့ဒီအပိုင်းလေးကိုအချုပ်အနေနဲ့ပြောရမယ်ဆိုရင်လွတ်လပ်မှုအတွက်9ရက်အလုပ်လုပ်ပြီးတော့မှ2ရက်စနေတနင်္ဂနွေပြန်ဝယ်နေရတဲ့ဘဝကိုမိကုန်းထုတ်ထားတဲ့အပိုင်းဖြစ်ပါတယ်မိတ်ဆွေရဲ့စုငွေ OG ပြည့်တဲ့အချိန်မှာမိတ်ဆွေရဲ့အသက်ကကြီးလွန်းနေပါမယ်ဒါကြောင့် slow lane ဟာအစီအစဉ်တစ်ခုမဟုတ်ဘဲနဲ့ကံကိုယုံကြည်ပြီးတော့မှမျှော်လင့်ခြင်းတက်တာဖြစ်ကြောင်းသတိပေးထားပါတယ်နောက်ထပ်ပြစမမြောက်အပိုင်းဖြစ်တဲ့ The First Lane Roadmap မှာတော့ MTD မာကိုကတာမန်ဝန်ထမ်းဘဝ slow lane နဲ့လုံးဝဆန့်ကျင်ဘက်ဖြစ်တဲ့ First Lane အမြန်လမ်းရဲ့သဘောတရားတွေကိုစတင်ဖွင့်ချလိုက်ပါတယ်အဓိကဒီအပိုင်းရဲ့တော့ချက်ကတော့အသေးမြောင်ကစားခြင်းစစ်တင်မှာပဲ MJ ကပြောတယ်မိတ်ဆွေချမ်းသာခြင်းရဲ့လူနည်းစုဘက်ကိုပူပြောင်းရမယ်စားသုံးသူ consumer အသင်းကနေထွက်ပြီးတော့မှထုတ်လုပ်သူ producer အသင်းဘက်ကိုဝင်ကစားပါတဲ့စားသုံးသူတွေကပီဇာကိုစားကြတယ်ထုတ်လုပ်သူတွေကပီဇာကိုရောင်းကြတယ်စားသုံးသူတွေကဗီဒီယိုဂိမ်းကိုဖော်တယ်ထုတ်လုပ်သူတွေကဂိမ်းကိုရေးတယ်စားသုံးသူတွေကပတ်စံပေးပြီးတော့မှဖြော်ပြရေးရှာတယ်ထုတ်လုပ်သူတွေကဖြော်ပြရေးဖန်တီးပြီးတော့မှပတ်စံယူတယ်အဲ့တော့မိတ်ဆွေရဲ့ဘဝမှာဝယ်ယူနေတဲ့နေရာကများနေတာလားရောင်းသူနေရာမှာကများနေတာလားပြန်စစ်ဆေးဖို့ဒီအပိုင်းကတိုက်တွန်းထားပါတယ်နောက်တစ်ချက်ကတော့အမြန်လန်းရဲ့တင်ချ The Match of First Lane မှာပဲ slow lane မှာအချိန်နဲ့ငွေကိုလဲလှယ်ရတဲ့အတွက်ကျွယ်ဝမှုကအကန့်အသတ်ရှိပါဒါပေမဲ့ first lane မှာတော့အောက်ပါညီမျှခြင်းကိုသုံးပါတယ်နံပါတ်1 net profit ဒီနေရာမှာလစာနေရာကိုအမျက်ငွေနဲ့အစားထိုးလိုက်ပါတယ်အမျက်ငွေဆိုတာကအကန့်အသတ်မရှိပါဘူး
မိတ်ဆွေရဲ့ပစ္စည်းကိုလူတသန်းကဘာအနှံ့ကနေဝယ်လို့ရတယ်စကေးလုပ်လို့ရတယ်24နာရီဆိုတဲ့အချိန်ကန့်သတ်ချက်တွေမရှိတော့ဘူးနံပါတ်1 access value the with explosion ဒါက first lane ရဲ့အကြီးမားဆုံးလှုပ်ဝက်ချက်ပဲ flow lane သမားတွေမှာအလုတ်ထွက်လိုက်ရင်ဘာမှမကြံတော့ဘူးဒါပေမဲ့ first lane သမားတွေက business system စီးပွားရေးစနစ်တစ်ခုကိုပိုင်ဆိုင်တယ်ဥပမာမိတ်ဆွေရဲ့ကုမ္ပဏီကတစ်နှစ်ကိုဒေါ်လာ3သိန်းမြတ်တယ်ဆိုပါစို့စီးပွားရေးလောကမှာအဲ့ဒီကုမ္ပဏီကိုပြန်ရောင်းရင်အမျက်ငွေရဲ့9ဆ6ဆနဲ့ဈေးဖြတ်ပြီးမှရောင်းလို့ရတယ်ဆိုလိုတာကကုမ္ပဏီကိုရောင်းလိုက်တာနဲ့ဒေါ်လာ6သိန်းချက်ချင်းရနိုင်တယ်ဒါကလက်ခစားသမားတယောက်အတွက်10နှစ်လောက်စုမှရမယ်ငွေပမာဏပဲဒီအပိုင်းမှာ MJ ကအရေးကြီးဆုံးနေရာမှာတစ်ခုဖြစ်တဲ့ the law of affection အကျိုးသက်ရောက်မှုနေရာမှာကိုလည်းမိတ်ဆက်ပေးထားပါတယ်ငွေကြေးဆိုတာတန်ဖိုးဖန်တီးမှုရဲ့ရလဒ်ပါတဲ့ impact million make millions လူတန်းပေါင်းများစွာကိုအကျိုးပြုနိုင်မှငွေတန်းပေါင်းများစွာကိုရမယ်အဲ့တော့မိတ်ဆွေကလူ100ကိုကူညီနိုင်ရင်ဥပမာဈေးဆိုင်ဖွင့်တာမိတ်ဆွေတစ်ထည့်မဖြစ်နိုင်ဘူးမိတ်ဆွေကလူတစ်တန်းရဲ့ပြဿနာကိုဖြေရှင်းပေးနိုင်ရင်ဥပမာစော်ဝဲရေးတာစမ်းတစ်တဲ့ပစ္စည်းတွေကိုထုတ်တာအဲ့ဒါဆိုမိတ်ဆွေကတိုက်ကြတစ်ဖေးဖြစ်ဖို့သိကြပါတယ်ဒီအပိုင်းရဲ့သင်ခန်းစာကတော့ MJ ကအမြန်ချမ်းသာခြင်းနဲ့လွယ်လွယ်ချမ်းသာခြင်းကိုပြည့်ပြည့်တတ်တတ်ခွဲခြားပြထားပါတယ် first lane ဟာအမြန်ချမ်းသာတဲ့နီလန်ဖြစ်ပါတယ်10နှစ်အတွင်းမှာချမ်းသာနိုင်လို့ပါဒါပေမဲ့လုံးဝတော့မလွယ်ဘူးပါဘူးတပတ်ကိုနာရီ80 100အလုပ်လုပ်ရမယ်အများကြီးစွန့်စားရမယ်အများကြီးသင်ယူရမယ်ဒီအပိုင်းဟာမိတ်ဆွေတို့ကိုငွေပင်ငွေရင်းစိုက်ပျိုးနည်းကိုစတင်တင်ပေးလိုက်တဲ့အပိုင်းဖြစ်ပြီးတော့မှကိုမရှိလဲဝင်ငွေဝင်နေမဲ့ passive income လမ်းကြောင်းစီကိုညွှန်ပြထားတဲ့အပိုင်းဖြစ်ပါတယ်နောက်ထပ်စတမမြောက်အပိုင်းဖြစ်တဲ့ UABG to Watch တော့ MJ Dimago ကကားမောင်းသူ driver ဖြစ်တဲ့မိတ်ဆွေဘက်ကိုလှည့်လာပါတယ်မိတ်ဆွေမှာအမြန်လမ်း first lane ဆိုတဲ့လမ်းပြမြေပုံရှိနေတာမှာမိတ်ဆွေဆိုတဲ့ယင်ဘီကချိုရင်းနေရင်ဒါမှမဟုတ်ရင်မောင်းကကားမမောင်းတတ်ရင်ဘယ်တော့မှပန်းနိုင်ရောက်မှာမဟုတ်ပါဘူးဒီအပိုင်းရဲ့အနှစ်သာရတွေကိုကားအစိပ်ပိုင်းနေတာတင်စားပြီးတော့မှ MJ ကရှင်းပြထားပါတယ်နံပါတ်1 steering wheel steering ရွေးချယ်မှုများမိတ်ဆွေရဲ့လက်ရှိဘဝဟာအတိတ်ကမိတ်ဆွေပြုလုပ်ခဲ့တဲ့ရွေးချယ်မှုတွေရဲ့ရလဒ်ပါပဲ MJ က impact of choice ရွေးချယ်မှုများရဲ့တက်ရောက်မှုကိုပြောပြရမှာကောက်တီးရိုက်တာနဲ့တူတယ်လို့ဆိုပါတယ်ကောက်တန်တဲ့ဘောလုံးနဲ့ထိတဲ့အချိန်အစပိုင်းမှာ1မီလီမီတာလောက်လွဲသွားတာဟာတိတ်မတိတာပဲမဲ့ဘောလုံးခီးဝေးရောက်သွားတဲ့အချိန်မှာတော့ပန်းတိုင်နဲ့ဂိုက်ရချီလွဲချော်သွားတတ်ပါတယ်ဒါကြောင့်မိတ်ဆွေအသက်ငယ်လေးမိတ်ဆွေရဲ့ရွေးချယ်မှုတွေကပိုရေးကြီးနေပါပဲအခုချိန်မှာလမ်းကြောင်းမှန်ကိုရွေးလိုက်ရင်အနာဂတ်မှာအစမတန်ကွာခြားသွားပါလိမ့်မယ်နံပါတ်2 changing the oil engine oil လဲလေခြင်း flow lane တွေကကျောင်းပြီးတာနဲ့စာအုပ်ကိုပိတ်လိုက်ကြတယ်ဒါပေမဲ့ five lane သမားတွေတက်ကတော့ကျောင်းပြီးမှပညာရေးစတယ်လို့ခံယူကြပါလား MJ ကပြောတယ်ကာတဖီကမိုင်ပေါင်းများစွာမောင်းဖို့အတွက် engine oil အမြဲလဲနေရတယ်လို့ပဲမိတ်ဆွေဟာလည်းခင်းနဲ့အညီဘူဒုဒတွေကိုအမြဲဖြည့်ဆည်းနေရပါမယ်လို့ဒါပေမဲ့ဘွဲတွေထပ်ယူဖို့ပြောတာမဟုတ်ပါဘူးကိုစီးပွားရေးအတွက်အသုံးဝင်မဲ့ဥပမာ marketing coding sales finance ပညာရပ်တွေကိုကိုယ်တိုင်လေ့လာဖို့ self education ပြောတာပါနံပါတ်3 the accelerator အရှိန်မြင့်စက်ကလုတ်တွေလှုပ်ဆောင်မှုဒါကတော့ဒီအပိုင်းရဲ့အထုပ်တိတ်ပါပဲအကြံဉာဏ်တွေကအလကားပါလက်တွေ့လှုပ်ဆောင်မှုကဒါဘယင်ဖြစ်ပါတယ်ကမ္ဘာမှာ Google လို့ Facebook လို့အကြံဉာဏ်မျိုးရှိခဲ့ဘူးတွေတန်းချီရှိပါတယ်ဒါပေမဲ့ Larry Page နဲ့ Mark Zuckerberg တို့ဘာလို့တထိပ်ဖြစ်သွားနေသူတို့ကစိတ်ကူးမနေပဲလက်တွေ့အကောင့်တွေပေါ်ခဲ့လို့ပါ MJ ကတတိပေးပါနဲ့ပြည့်စုံတဲ့အချိန်ဆိုတာကမရှိဘူးအခုပဲစလို့ပါလမ်းမှာကြုံတဲ့ပြဿနာကိုလမ်းမှာပဲဖြေရှင်းပါတဲ့နံပါတ်4 the brake ကားမောင်းနေရင် brake နင်းထားရင်ရှေ့မရောက်ပါဘူးလူတွေရဲ့ brake ကတော့ကြောက်ရွံ့ခြင်းပါပဲရှုံးရင်ဘယ်လိုလုပ်သူများတွေဝိုင်းရင်ဘယ်လိုလုပ်မလဲဆိုတဲ့အတွေးတွေကမိတ်ဆွေကို first lane ကိုမတက်ရအောင်တားဆီးနေတာပါ MJ ကအစိုးရကုန်းဘာဖြစ်သွားမလဲဆိုတာကိုတွေးပြီးတော့မှဖုန်းဖြတ်ချက်ချဖို့ကိုနီလန်ပေးထားပါတယ်ရှုံးနေခြင်းဆိုတာတင်ယူခြင်းရဲ့အစိတ်ပိုင်းတစ်ခုတာဖြစ်ကြောင်းလက်ခံလိုက်ရင်ဘရိတ်ကဖြုတ်ပြီးသားဖြစ်သွားပါလိမ့်မယ်အဲ့တော့ဒီအပိုင်းလေးကပေးတဲ့သင်ခန်းစာကတော့မိတ်ဆွေကိုယ်တိုင်တာဝန်ယူမှုအပြည့်ရှိတဲ့ရင်မောင်းတစ်ယောက်ဖြစ်လာအောင်ပြုပြင်ပေးတဲ့အပိုင်းဖြစ်ပါတယ်ရင်မောင်းကောင်းရင်ဘလောက်ကျဲတဲ့လမ်းဖြစ်မောင်းနေသွားနိုင်မှာဖြစ်ပါတယ်အဲ့တော့နောက်ထပ်တသမမြောက်အပိုင်းဖြစ်တဲ့ The Road to What ဟာစာအုပ်တုပ်လုံးမှာအနှစ်သာရအရှိဆုံးနဲ့လက်တွေ့အကျဆုံးအပိုင်းလို့ပြောလို့ရပါတယ်
MJ ဒီမာကိုကပြောပါတယ်စီးပွားရေးလုပ်ငန်းတိုင်းက first lane မဟုတ်ပါဘူးတချို့လုပ်ငန်းတွေက job အလုပ်တစ်ခုကိုဖန်တီးလိုက်တာနဲ့တူပါတယ်တဲ့ဒါဆိုရင်ကိုယ့်ရဲ့စီးပွားရေး idea ကတကယ်ပဲတန်းကြွတထေးဖြစ်ပေမဲ့လမ်းကြောင်း home ဟုတ်ဘယ်လိုသိနိုင်မလဲ MJ က Sun Framework လို့ခေါ်တဲ့ပတ်ညက်ချက်၅ခုနဲ့စစ်ဆေးခိုင်းပါတယ်တခြားလောက်လွဲနေရင်တော့မိတ်ဆွေရဲ့အမြန်နှုန်းတွေကျသွားနိုင်ပါတယ်နံပါတ်1 The Commander of Control ထိန်းချုပ်နိုင်မှုပတ်ညက်ချက်မိတ်ဆွေရဲ့လုပ်ငန်းကိုမိတ်ဆွေကလုံးဝထိန်းချုပ်ထားနိုင်သလားဥပမာမိတ်ဆွေက YouTube channel တစ်ခုတည်းဒါမှမဟုတ် Amazon ဆိုင်တစ်ခုတည်းပေါ်မှာပဲအပြည့်အဝမိကိုနေတယ်ဆိုရင်မိတ်ဆွေမှာ control မရှိပါဘူးသူတို့က algorithm ပြောင်းလိုက်ရင်ဒါမှမဟုတ်အကောက်ပိတ်လိုက်ရင်မိတ်ဆွေသွားပါပြီဘာမှလုပ်မရတော့ပါဘူးဒါကို MJ ကသူများကားကြုံစည်းခြင်းလို့ခေါ်ပါတယ် first lane သမားတွေကကိုပိုင် brand ကိုပိုင် website ကိုပိုင် fan page တွေကိုပိုင်ဆိုင်ပြီးတော့မှကားကိုကိုယ်တိုင်မောင်းနှင်သူတွေဖြစ်ပါတယ်နံပါတ်2 The Commander of Entry ဝင်ရောက်နိုင်မှုပညတ်ချက်ဒီလုပ်ငန်းကိုစလုပ်ဖို့ဘယ်လောက်လွယ်သလဲစီးမြင့်ကရိုးရှင်းပါတယ်ဝင်ရလွယ်ရင်ရှင်ရခက်မယ်ဥပမာ MLM လောက်တာ online စာပြီးဖြေတာဒေါ်လာ100လောက်နဲ့စလို့ရတဲ့လုပ်ငန်းတွေဒီလိုလုပ်ငန်းမျိုးကိုဘယ်သူမှဆိုလုပ်လို့ရတဲ့အတွက်ပြန်ဆိုင်မှု communication အရန်များပြီးတော့မှအမျက်ကနည်းပါလိမ့်မယ် first lane လုပ်ငန်းဆိုတာဝင်ရောက်ဖို့ခက်ခဲရမယ်ဤပညာကျွမ်းကျင်မှုလိုမယ်အရင်းနှီးလိုမယ်ဒါမှမဟုတ်တီထွင်ဖန်တီးမှုတွေလိုမယ်အခက်အခဲဆိုတာမိတ်ဆွေရဲ့မဟာမိတ်ဖြစ်တဲ့ဆိုတာကိုမမေ့ပါနဲ့နံပါတ်3 The Commander on Need လိုအပ်ချက်ပညတ်ချက်ဒါကအရေးကြီးဆုံးပါပဲ follow your passion ဝါဒနာနောက်လိုက်ပါဆိုတဲ့စကားကိုမေ့လိုက်ပါစီးပွားရေးလောကမှာမိတ်ဆွေဘာဝါဒနာပါလဲဆိုတာကိုဘယ်သူမှကူးမဆိုင်ပါဘူးသူတို့ရဲ့ပြဿနာကိုမိတ်ဆွေဖြေရှင်းပေးနိုင်လားဆိုတာကိုပဲကြည့်ပါနဲ့လူတွေကဖြည့်ဆည်းပေးမဲ့သူ solution ကိုပဲပတ်စံပေးတာပါမိတ်ဆွေကကိုကြိုက်တာကိုရောင်းနေရလားလူတွေလိုအပ်တာကိုရောင်းနေရလား need လိုအပ်ချက်မရှိရင် business ဆိုတာမရှိပါဘူးနံပါတ်4 The Commander of Time အချိန်ပတ်ညတ်ချက်မိတ်ဆွေအလုံးမလုံးရင်ဝင်ငွေရက်သွားမလားမိတ်ဆွေကဆရာဝန်ဆိုပါစို့စီကထိုင်မှာပတ်စံရရင်မိတ်ဆွေကအချိန်နဲ့ငွေကိုလဲနေရတော့မှာပဲ first lane ဆိုတာမိတ်ဆွေအိတ်နေတဲ့ချိန်ခီးထွက်နေတဲ့ချိန်မှာလဲဝင်ငွေဝင်နေတဲ့ passive income ဖြစ်ပါတယ်ဥပမာစော်ဝဲရေးပြီးရောင်းတာစာအုပ်ထုတ်တာအိမ်ငှားစားတာစီးပွားရေးလုပ်ငန်းကမိတ်ဆွေအချိန်ကိုပြန်ဝယ်ပေးနိုင်တဲ့အရာဖြစ်နိုင်ရပါမယ်နံပါတ်5 The Commander of Scale အတိုင်းအတာပညတ်ချက်မိတ်ဆွေရဲ့လုပ်ငန်းကိုအစမတန်ချက်ထွင်လို့ရနိုင်မလားလက်ထိပ်မှာ coffee fan ဖွင့်ရင်တစ်နေ့ကိုလူဘယ်နှယောက်လာမလဲအယောက်200လားဒါအကန့်အသတ်ရှိနေပါတယ်ဒါပေမဲ့မိတ်ဆွေကအဲ့ဒီ coffee ဆိုင်ကို franchise စနစ်လုပ်ပြီးတော့မှတစ်နိုင်ငံလုံးမှာဆိုင်ခွဲပေါင်း1000ဖွင့်မယ်ဆိုရင်ရောဒါမှမဟုတ် online ကနေ coffee mug ကိုတစ်ကမ္ဘာလုံးကိုပို့မယ်ဆိုရင်ရောဒါမှ scale ရှိရပါလူသန်းပေါင်းများစွာပြီးရောက်နိုင်မှာတန်းကြွတထေးဖြစ်မှာပါဒီအပိုင်းရဲ့အဓိကပြောချင်တာကတော့မိတ်ဆွေရဲ့ idea တိုင်းကိုဒီ sense ဆိုတဲ့စကားနဲ့တိုက်စစ်ခိုင်းပါတယ်ငါးချက်လုံးနဲ့ကိုက်ညီရင်မိတ်ဆွေရဲ့လက်ထက်မှာရွှေတင်းတစ်ခုရောက်နေပါပြီတခြားလောက်လွဲနေရင်တော့အဲ့ဒီလုပ်ငန်းကမိတ်ဆွေကိုကြော်ဝမှုစီပို့ပေးဖို့ခဲရင်ပါလိမ့်မယ်အဲ့တော့ကျွန်တော်တို့ဒီစာအုပ်ရဲ့နောက်ဆုံးမှဖြစ်တဲ့ USP ဆိုတဲ့အပိုင်းလေးကိုဆက်သွားရအောင်ခင်ဗျာဒီပိုင်းမှာတော့ MJ ဒီမာကိုကမိတ်ဆွေရဲ့ first lane ရင်ကိုအရှိန်ကုန်မြင့်တင်ပြီးမောင်းနှင်ဖို့လမ်းညွှန်ထားပါတယ်မိတ်ဆွေမှာလမ်းပြမြေပေါ် road map လည်းရှိပြီးရင် vehicle လည်းရှိပြီးလမ်းကြောင်း road လည်းရွေးပြီးအခုလိုအပ်တာကတော့ speed အရှိန်ဟုန်ပါပဲဒီအပိုင်းမှာအရေးကြီးဆုံးသင်ခန်းစာတစ်ခုကတော့လက်တွေ့လှုပ်ဆောင်မှုတာဘယင်းဆိုတဲ့အချက်ပါလူတွေကမေးတတ်ကြတယ်ကျွန်တော်မှအရန်ကောင်းတဲ့ idea တစ်ခုရှိတယ်သူများခိုးသွားမှကြောက်လို့ဘယ်သူမှမပြောပြချင်ဘူးလေ MJ ကရည်ပါတယ်စိတ်ကူး idea ဆိုတာလေထဲမှာပြန်ဝဲနေတဲ့အရာပါတန်ဖိုးမရှိပါဘူး idea အ wallet အဲ့ဒီစိတ်ကူးကိုလက်တွေ့အကောင့်နဲ့ဖော်တဲ့သူကတာပိုင်ရှင်အစ်စ်မှန်ပါကိုကဲမပေါ်ခင်က set engine လုံးမဲ့စိတ်ကူးရှိသူတွေအများကြီးပါဒါပေမဲ့ Larry Page ကလက်တွေ့အကောင်းဆုံးလုပ်ပြနိုင်တယ်လို့သူအနိုင်ရတာပါဒါကြောင့် idea ကိုဖတ်တယ်မထားပါနဲ့မြန်လို့မြန်မမြန်ပြင်းဆိုတဲ့ဒီဗျူဟာကိုသုံးပါနောက်တစ်ချက်က customer complaint ဖောက်တယ်များတိုင်ကြားစာတွေကိုရွှေအဖြစ်ပြောင်းလဲပါစီးပွားရေးသမားအများစုကဖောက်တယ်တွေတိုင်ပြောရင်စိတ်ညစ်ကြပါတယ် MJ ကတော့ complaint are free feedback တိုင်စာတွေကအလကားရတဲ့အကြံဉာဏ်တွေလို့မြင်ပါတယ်ဖောက်တဲ့တယောက်ကမင်းတို့ဝန်ဆောင်မှုကနှေးလိုက်တာလို့ပြောရင်အဲ့ဒါမိတ်ဆွေအတွက်အခွင့်အလမ်းပါပဲသူများတွေနှေးရတဲ့အနေအမှာခင်ဗျားကမြန်အောင်လုပ်ပေးလိုက်တာနဲ့မိတ်ဆွေနိုင်ပါပြီတိုင်ကြားစာတွေကမိတ်ဆွေရဲ့လုပ်ငန်းမှာလိုအပ်ချက်ဘယ်နေရာမှာရှိနေလဲဆိုတာကိုညွှန်ပြနေတဲ့လမ်းပြမြေပုံတွေပါပဲဒီအပိုင်းမှာ brand building အမှတ်တဖိတ် default ရှင်းအကြောင်းလဲပါပါတယ်ဈေးနှုန်းနဲ့မရှင်ပါနဲ့တန်ဖိုးနဲ့ရှင်ပါ
ဈေးအပေါက်လိုက်ရောက်တဲ့လူတွေဟာကြာရှိမခံပါဘူးမိတ်ဆွေရဲ့ကုန်ပစ္စည်းမှာ USB Unit Selling Proposition ဆိုတဲ့တမူထူးခြားတဲ့အားသာချက်တွေရှိရပါမယ်လူတွေကမိတ်ဆွေစီမှာပဲရနိုင်တဲ့အရာတစ်ခုဥပမာဝန်ဆောင်မှုပိုကောင်းတာပိုမြန်တာပိုစိတ်ချရတာရှိနေရင်ဈေးကြီးပေးပြီးတော့မှဝယ်ကြပါလိမ့်မယ် MG က Focus အာယုံဆိုင်ဝယ်အကြောင်းကိုလည်းသတိပေးပါတယ်လူနှစ်ကောင်လိုက်ဖမ်းရင်တစ်ကောင်မှမမိပါဘူးဟက်စလင်းသမားအတစ်ဆက်ဆက်တွေကစီးပွားရေးတစ်ခုမှမအောင်မြင်ခင်မှာနောက်တစ်ခုကိုစမ်းလုပ်ချင်ကြပါတယ်အဲ့ဒါကအရှင်ကိုရောကြဖေပါတယ်စီးပွားရေးတစ်ခုကိုငွေပင်ငွေရင်း money tree ဖြစ်တဲ့ထိအရင်ပြောထောင်ပါစနစ်ကျသွားမှနောက်တစ်ခုကိုစဉ်းစားပါဒီကုန်းရုပ်အနေနဲ့ဒီအပိုင်းမှာ exit strategy ထွက်ခွာမိမဟာဗျူဟာကိုပြောပြထားပါတယ်ဖက်စလင်းရဲ့အဆုံးသက်ပန်းနိုင်ကလုပ်ငန်းကြီးကိုတသက်လုံးလုပ်နေဖို့မဟုတ်ပါဘူးလုပ်ငန်းတန်ဖိုးအမြင့်ဆုံးအချိန်မှာရောက်ထွက်လိုက်ခြင်းဖြစ်ပါတယ်ဥပမာဒေါ်လာ10သန်းနဲ့လုပ်ငန်းကိုရောင်းလိုက်ပြီးအဲ့ဒီငွေကိုဘဏ်မှာစရင်းတွေထည့်လိုက်တာမျိုးပါအဲ့ဒီအချိန်မှသာ slowly နီလန်အတိုးစားခြင်းကအလုပ်ဖြစ်မှာပါဒေါ်လာ10သန်းရဲ့900%အတိုးကတစ်နှစ်ကိုဒေါ်လာ9သိန်းရနေပါပါဒါကြောင့် first link ဆိုတာစီးပွားရေးလုပ်ငန်းတစ်ခုကိုတည်ဆောက်တန်ဖိုးမြင့်ပြီးရင်ရောင်းထုတ်ပြီးတော့မှလွတ်လပ်မှုကိုရအောင်ခြင်းဖြစ်ကြောင်းဒီစာအုပ်ကနေပြီးဒီကုန်းချုပ်တာပါတယ်ကဲမိတ်ဆွေတို့ရေ MJD မာကိုရဲ့ The Millionaire First Day စာအုပ်ကိုကျွန်တော်တို့ကအဆုံးထိလေ့လာပြီးသွားပါပြီအဲ့တော့ဒီစာအုပ်ကမိတ်ဆွေကိုငွေဘယ်လိုရှာမလဲဆိုတဲ့နီးလန်းတက်တက်ပေးလိုက်တာမဟုတ်ပါဘူးမိတ်ဆွေရဲ့ဘဝအမြင်တစ်ခုလုံးကိုလည်းပြောင်းလဲပစ်ပေးလိုက်တာပါဒီဗီဒီယိုပြီးရနဲ့မိတ်ဆွေကိုအရင်လိုဘဝဟောင်းထဲကိုပြန်မသွားစေချင်ပါဘူးဒါကြောင့်ဒီနေ့ကစပြီးချက်ချင်းစတင်ပြောင်းလဲနိုင်မယ့်အချက်၃ချက်ကိုကျွန်တော်အနှစ်ချုပ်ပေးလိုက်ပါတယ်နံပါတ်1လမ်းပြမြေပုံကိုပြောင်းလဲပါပထမဆုံးအလုပ်ကြိုးစားငွေစုအသက်60အထိတီးခန့်ဆိုတဲ့ slow lane အတွေးခေါ်တွေကိုအမှိုက်ပုံးတွေကိုလွန့်ပစ်လိုက်ပါအချိန်နဲ့ငွေကိုလဲလှယ်နေတဲ့မြမိတ်ဆွေဘယ်တော့မှမချမ်းသာနိုင်ဘူးဆိုတာအမြဲတမ်းရပါနံပါတ်2အသင်းပြောင်းကစားပါဒီနေ့ကစပြီးပတ်စံပေးရတဲ့ consumer နေရာကနေပတ်စံရမယ့်သူ producer နေရာကိုပြောင်းလဲပါ YouTube ကြည့်မဲ့အစား YouTube ကနေငွေရှာပါ game ဆော့မဲ့အစား game တွေကိုဖန်တီးပါတန်ဖိုးတစ်ခုခုကိုစတင်ဖန်တီးပါနံပါတ်3အခုပဲစတင်ပါပြည့်စုံတဲ့အချိန်ကိုမစောင့်ပါနဲ့မိတ်ဆွေမှာရှိတဲ့စိတ်ကူး idea တစ်ခုကိုကောက်ယူပြီးဒီနေ့မှာပဲအကောင့်ထဲပေါ်လိုက်ပါဈေးကွက်ထဲမှာလူတွေဘာလိုအပ်နေလဲဘာပြဿနာတွေတက်နေလဲအဲ့ဒါကိုရှာပြီးဖြေရှင်းပေးလိုက်ပါအဲ့တော့မိတ်ဆွေ Lamborghini ကားတစ်စီးရဲ့တော့ကိုမိတ်ဆွေရဲ့လက်ထဲကိုထည့်ပေးလိုက်ပါနေအဲ့ဒီကားကိုမောင်းပြီးတော့မှအမြန်လမ်းပေါ်ကိုတက်မလားဒါမှမဟုတ်မောင်းရမှာကြောက်ပြီးတော့မှပလက်ဖောင်းပေါ်မှာဆက်လျှောက်မလားဆိုတာကတော့မိတ်ဆွေရဲ့ရွေးချယ်မှုပါပဲကျွန်တော်ယုံကြည်ပါတယ်မိတ်ဆွေကတာမန်လူအဖြစ်နဲ့ရက်တည်နေမဲ့သူမဟုတ်ပါမိတ်ဆွေက first laner တယောက်ပါအဲ့တော့ဒီဗီဒီယိုလေးမှာမိတ်ဆွေအတွက်အတွေးတစ်အမြင်တစ်တွေရရှိလိမ့်မယ်လို့ယုံကြည်ပါတယ်နောက်ပတ်တွေမှာလည်းဘဝကိုပြောင်းလဲပေးမဲ့ကမ္ဘာကျော်စောင်းကောင်းတွေကိုဆက်လက်တင်ဆက်ပေးသွားမှာမို့The Book Print မြန်မာကို subscribe မလုပ်ရသေးဘူးဆိုရင်အခုပဲနှိပ်ထားလိုက်ပါနားဆင်ပေးရတဲ့ကျေးဇူးတင်ပါတယ်မိတ်ဆွေတို့ရဲ့အောင်မြင်မှုလမ်းကြောင်းပေါ်မှာပြန်ဆောင်တွေ့ကြပါမယ်ခင်ဗျာ